အာရခတ်တော် AA ဟာစစ်တွေမျိုးကိုထိန်းချုပ်နိုင်မလားဆိုတဲ့အကြောင်းအရာကိုဒီနေ့မှာကြဲကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးတစ်ဝိုက်မှာအာရခတ်တော် AA နဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲတွေအရှိန်ဟုန်နဲ့ပြင်းထန်နေပါတယ်။စစ်ရေးသတင်းရင်းမြစ်တွေကတော့ AA ဟာစစ်တွေမျိုးကိုသိမ်းပိုက်နိုင်ဖို့အလားအလာတိတိတသာရှိနေတယ်လို့သုံးသပ်ပြောဆိုထားကြပါတယ်။လက်ရှိမှာ AA ဟာရခိုင်ပြည်နယ်ကမြို့နယ်19ခုထဲက14ခုကိုလက်တင်ထိန်းချုပ်ထားပြီးစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တွေပဲစစ်ကောင်စီလက်အောက်မှာကျန်ရှိပါတော့တယ်။စစ်တွေမျိုးဆိုတာစစ်ကောင်စီအတွက်ဗျူဟာအရအရေးပါတဲ့ခံတပ်တစ်ခုပါပင်လယ်ကမ်းစိမ့်နဲ့ရေနံလုပ်ငန်းတွေကြောင့်စီးပွားရေးမှာအကျိုးမြတ်မတရားရရှိစေတဲ့မျိုးဖြစ်တော့ဒီမျိုးကို AA ကသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုအပြည့်အဝလွှမ်းမိုးထိန်းချုပ်နိုင်မယ်လို့သုံးသပ်သူတွေကယုံကြည်နေကြပါတယ်။အခုဆိုရင် AA ရဲ့ထိုးစစ်ဆင်မှုတွေကစစ်တွေအနီးတစ်ဝိုက်မှာအောင်မြင်မှုတွေစတက်ရယူနေပြီးစစ်ကောင်စီကတော့လက်နက်ကြီးတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ခုခံနေပေမဲ့လက်လို့ရမယ့်အနေအထားစီတဖြည်းဖြည်းဥတည်နေပြီလို့ပြောလို့ရတယ်။ AA ကတော့ဝါဘူကျေးရွာကန်းကော်ကျွန်းရဲတပ်ရင်းစစ်နှစ်လို့အရေးပါတဲ့နေရာတွေကိုပြစ်မှတ်ထားထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ CDM ဗိုလ်ကြီးဇင်ယော်ကရဲတပ်ရင်းစစ်နှစ်ဆိုတာမြို့ထဲနဲ့အနီးကပ်ရှိနေတဲ့နေရာဖြစ်ပြီးမြို့ရင်းကိုတောင်လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့အနေအထားမှာတည်ရှိတယ်လို့ပြောထားပါတယ်။ဒီတိုက်ပွဲတွေကြောင့်ဒေသခံတွေဟာလုံခြုံရေးအနေနဲ့နေ့စဉ်ဘဝမှာအခက်အခဲတွေအလွန်အမင်းရင်ဆိုင်နေရပါတယ်။စစ်ကောင်စီကတော့လက်နက်ခဲယမ်းဖြစ်တင်မှုတွေကိုဘီလူးမှတ်တားလမ်းကြောင်းနဲ့ရေချမ်းပြင်စိတ်ကမ်းကနေဆောင်ရွက်နေပေမဲ့ AA ရဲ့ဖိအားတွေကိုဆက်လက်ခံစားနေရဆဲဖြစ်ပါတယ်။ဒီပဋိပက္ခဟာရခိုင်ပြည်နယ်မှာနှစ်ပေါင်းများစွာတည်ရှိခဲ့တဲ့တိုင်းရင်းသားရေးနဲ့နိုင်ငံရေးပြဿနာတွေရဲ့ရောင်ပြန်ဟပ်မှုတစ်ခုပါပဲ။ AA ရဲ့ထိုးစစ်ဆင်မှုတွေကစစ်ကောင်စီကိုတိတိတသာထိခိုက်စေခဲ့ပြီးတရုတ်နိုင်ငံရဲ့ယင်းနှိမ့်ညံ့မှုတွေပေါ်ပါတက်ရောက်မှုတွေဖြစ်ပေါ်နေပါတယ်။ AA ကတော့တရုတ်ရဲ့ယင်းနှိမ့်ညံ့မှုတွေကိုအကာအကွယ်ပေးမယ်လို့ကတိပြုထားပြီးနိုင်ငံတကာဆက်ဆံရေးမှာအလေးထားတဲ့သဘောထားကိုထင်ရှားစွာပြသနေပါတယ်။ဒါအပြင်စစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေးမှုတွေဖွင့်ထားတယ်လို့ဖော်ပြထားပြီးအိမ်နီးချင်းနိုင်ငံတွေရဲ့အကျိုးစီးပွားကိုထည့်သွင်းစဉ်းစားတဲ့ခံယူချက်ကိုထင်ဟပ်နေပါတယ်။ဒါပေမဲ့ AA နဲ့ရိုဟင်ဂျာလူနည်းစုတွေရဲ့ဆက်ဆံရေးမှာတော့တင်းမာမှုတွေရှိနေပါသေးတယ်။ဒါဟာဒေသခံတွေရဲ့ထောက်ခံမှုရဖို့အတားအဆီးတစ်ခုအဖြစ်ရပ်တည်နေတာပါ။ AA ဟာတအန်တက်ကိုကန်တက်တို့နဲ့လက်တွဲပြီးရှမ်းမြောက်စစ်စင်ရေးမှာအောင်မြင်မှုရခဲ့ပေမဲ့နိုင်ငံတကာကတရားဝင်အတိအမှတ်ပြုမှုကိုမရသေးပါဘူး။တရုတ်နိုင်ငံကလည်း AA ကိုတရားဝင်အတိအမှတ်မပြုသေးပေမဲ့ကြောက်ဖြူထူးစီးပွားရေးဆောင်လို့ယင်းနှိမ့်ညံ့မှုတွေကြောင့် AA နဲ့ဆက်ဆံရေးကိုဟန်ချက်ညီအောင်ထိန်းထားရပါတယ်။ဒီတိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာအစားအစာထုတ်လုပ်မှုတိတိတသာရောကြလာပြီးလူထုရဲ့အခက်အခဲတွေပုံမဆိုးရွားလာတယ်လို့နိုင်ငံတကာလူသားချင်းအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကတတိပေးထားပါတယ်။ AA ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ရခိုင်ပြည်နယ်ကိုထိန်းချုပ်ရုံတင်မကပဲမင်းတို့ရဲ့အုပ်ချုပ်ရေးစွမ်းရည်ကိုနိုင်ငံတကာကအတိအမှတ်ပြုလာစေဖို့ဖြစ်တယ်လို့ထင်ရှားတဲ့အကြောင်းတင်ပြပေးလိုက်ရပါတယ်။အခုလိုအဆုံးထိနာဆင်ပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။